မ်းသာဖို့နေထိုင်နည်းပညာငွေကြေးစီမံခန့်ခွဲမှုနဲ့ရိုးရှင်းစွာနေထိုင်ခြင်းချမ်းသာဖို့နေထိုင်နည်းပညာနဲ့ပတ်သက်လို့မှတ်သားစရာအချက်များမှာရိုးရှင်းစွာနေထိုင်ခြင်းချွေတာစုဆောင်ခြင်းနဲ့စီကံရှိခြင်းတို့ဖြစ်ပါတယ်ချမ်းသာဖို့အတွက်အောက်ပါအချက်တွေကိုလိုက်နာသင့်ပါတယ်ရိုးရှင်းစွာနေထိုင်ခြင်းတကြီးတူသည်စေရတာတူကဲ့သို့နေတတ်ပါကလွယ်နဲ့ဆင်းရဲမသွားနိုင်ပါဘူးသို့တော့ဆင်းရဲသူတူကတထေးကဲ့သို့နေထိုင်မေဆိုရင်တော့ချမ်းသာဖို့ရခဲရင်သွားနိုင်ပါ၏ဘဝမှာလူအများအထင်ကြီးဖို့မလိုအပ်ပဲအမှန်တကယ်အထိုင်ကျဖို့သာလိုအပ်ပါတယ်မလိုအပ်သည့်များရှောင်ကျဉ်ခြင်းတင်ဒီချမ်းသာတဲ့သူတယောက်မဖြစ်သေးဘူးဆိုရင်အရန်ကြီးမလိုအပ်တဲ့ဈေးကြီးသောအသုံးဆောင်ပစ္စည်းများကိုရှောင်ကျဉ်ရပါမယ်ချွေတာစုဆောင်ခြင်းပိုက်ဆံအများကြီးရှောင်နိုင်ရင်တောင်မှချွေတာစုဆောင်ခြင်းမရှိဘူးဆိုရင်ပလိုင်းပေါက်နဲ့ဖားကောက်နေတယ်လို့ဖြစ်သည်မကြီးပွားနိုင်တော့ဘူးလို့ဆိုပါလေပိုက်ဆံမရှိခင်မှာချွေတာပါစီကံရှိခြင်းပိုက်ဆံရှိတဲ့အခါဘာမှမစင်စားပဲဝယ်ခြင်းရဝယ်သုံးခြင်းရသုံးလုံးမယ်ဆိုရင်အရေးအကြောင်းပေါ်လာပြီးမဖြစ်မနေလိုအပ်လာတဲ့အခါလက်ထဲမှာမရှိပဲကျင်းထဲကျတဲ့အခြေအနေမျိုးရောက်ရှိသွားတတ်ပါတယ်။ပိုက်ဆံရှိလာတဲ့အခါမှာလည်းစီကံရှိဖို့လိုအပ်ပါတယ်။အရာရာကိုစီးနဲ့ကန်းနဲ့လူဆောင်သွားမယ်ဆိုရင်အရန်ကြီးမချမ်းသာရင်ကြောင့်မှပိုက်ဆံကြောင့်အခက်အခဲမဖြစ်နိုင်တော့ပါဘူး။ဤစင်ဘဝအတွက်စိတ်ခွန်အားနဲ့ယတကောင်းများစာပေဘဟုတုတပုံပြင်ကျမ်းမာရေးပညာရေးလူမှုရေးဘဟုတုတတွေအမြဲမပြတ်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးသွားကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ပျော်ရွှင်သောနေ့ရက်တိုင်းကိုပိုင်ဆိုင်ကြပါစေရှင်ဒီတစ်ခါမှာတော့တချို့လူတွေကဘာလို့လွယ်လွယ်ကူကူနဲ့ချမ်းသာလာကြပြီတချို့ကြတော့ဝင်ငွေဘလောက်ကောင်းကောင်းရုန်းကန်နေရစေလဲဆိုရင်မိကုန်းကိုနည်းနည်းလောက်ဆန်းစစ်ကြည့်ကြရအောင်ဒီနေ့မှာငွေချင်းနဲ့ပတ်သက်တဲ့အမြင်တွေကိုပြောင်းလဲသွားစေနိုင်မယ့်အချင်းနဲ့တောင်းဖို့ရှိတဲ့လိုအပ်ချက်တွေကိုအတူတူဖော်ထုတ်ကြည့်ကြပါမယ်ကဲစဉ်းစားစရာကောင်းတဲ့ဒီစကားကိုတစ်ချက်လောက်ကြည့်လိုက်ပါပထမအကြည့်မှာနည်းနည်းရှုပ်ထွေးတယ်လို့ထင်ရတယ်ဟုတ်လားတရေတယောက်ကဆင်းရဲသားလို့နေပြီးတော့သူ့ရဲ့စိတ်စဉ်ကိုဘလို့များထိန်းသိမ်းနိုင်ပါလဲတစ်ဖက်မှာလည်းတရေလို့နေထိုင်ခြင်းကဘာဖြစ်လို့ဆင်းရဲတဲ့ဘက်ကိုပဲပြန်ဦးတည်သွားစေနိုင်တာလဲအဲ့ဒါကပဲလေကျွန်တော်တို့အတူတူခွဲချမ်းစိတ်ဖြာသွားမယ်အဓိကချက်ပါပဲဆိုတော့ဒီစကားရဲ့အတိတ်ပဲကိုတကယ်နားလည်ဖို့ဆိုရင်အပေါ်ရန်အမြင်တွေကိုခွာပြီးအတွင်းကြကြကြည့်ဖို့လိုပါတယ်ဒါကပတ်စံအကြောင်းတက်ပဲပြောနေတာမဟုတ်ပါဘူးတကယ်အတန်ဖို့ရှိတဲ့အန္တရာယ်နဲ့အပေါ်ရန်ဟန်ပြတက်အတွင်းပြင်အဲ့ဒီနှစ်ခုကြားကအခြေခံအကြောင်းဆုံးရွေးချယ်မှုတစ်ခုအကြောင်းပြောနေတာပါဟုတ်ပြီဒါကကျွန်တော်တို့အရေးကြီးရဲ့မေးခွန်းတစ်ခုစီရောက်သွားစေတဲ့ငွေကြီးနဲ့ပတ်သက်လိုက်ရင်တကယ်တမ်းမှာဘလို့ကစားပွဲမျိုးကိုကစားနေကြတာလဲပန်းတိုင်ကတခြားသူတွေရဲ့အတိအမှတ်ပြုမှုကိုရဖို့လားဒါမှမဟုတ်ကိုယ့်အတွက်စိတ်ပိုင်းဆိုင်ရာတည်ငြိမ်လွတ်လပ်မှုကိုရဖို့လားဒီမှာအဓိကကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါပြီတစ်ဖက်မှာမက်ဆီကြလောက်တဲ့ကားတွေဒီဇိုင်နာသုံးဆောင်တွေလို့အထင်ကြီးခံရစေမဲ့သင်္ကေတတွေကိုလိုက်ရှာနေတယ်နောက်တစ်ဖက်မှာကျတော့တိတ်တိတ်ဆိတ်ဆိတ်နဲ့တိတ်မမြင်သားပေမဲ့တာရှိခံမဲ့ရာတစ်ခုကိုတီးဆောင်နေကြတယ်ဆိုတော့တစ်ခုကအထင်ကြီးခံရဖို့ချိန်တိုတင်ပြေးနေတဲ့ပွဲဖြစ်ပြီးနောက်တစ်ခုကတော့လုံခြုံမှုအတွက်အချင်းယူတီးဆောင်ရတဲ့မာရသွန်တစ်ခုလိုပါပဲအဲ့တော့လမ်းကရှင်းရှင်းလေးပဲချမ်းသာကြွယ်ဝမှုမပိုင်းဆိုင်ခင်မှာတော့အဲ့ဒီစီးမင်းတွေကိုနားလဲသလိုနေထိုင်ရမယ်ပေါ့ပြောရရင်ရေရှည်လွတ်လပ်မှုအတွက်ချက်ချင်းရနိုင်တဲ့ဇင်ခံပစ္စည်းတွေရဲ့သွေးဆောင်မှုကိုတွန်းလှန်ရမယ်ဆိုတဲ့သဘောပါပဲရှောင်လိုက်တဲ့ဈေးကြီးတဲ့ပစ္စည်းတစ်ခုတိုင်းဟာကိုယ့်ရဲ့ငွေကြေးလုံခြုံမှုအုပ်မြစ်အတွက်အုပ်တစ်ချက်ချင်းစီးလိုက်တာနဲ့အတူတူပါပဲကဲအခုအရန်ထိမိတဲ့ဥပမာလေးတစ်ခုကိုကြည့်ကြရအောင်ပေါက်နေတဲ့ပလိုင်းပေါ့ဒါဝင်ငွေအဆင့်အတန်းမရွေးလူတိုင်းကိုထိခိုက်စေနိုင်တဲ့ကြွယ်ဝမှုကိုအတိကဖြစ်စီးတဲ့အရာတွေထဲကတစ်ခုအတွက်တကယ်ကိုပြည့်စုံတဲ့ဥပမာတစ်ခုပါပဲဒီပုံရိပ်ကတော်တော်လေးအားမရစရာကောင်းတယ်မို့လားပိုက်ဆံရှာဖို့အပြင်ပန်းခံအလုပ်လုပ်ပြီးမှအဲ့ဒီပိုက်ဆံတွေကိုလက်ထဲကနေရိုးထွက်သွားတာကိုထိုင်ကြည့်နေရတယ်လို့မျိုးပေါ့ဒီစကားကအဲ့ဒါကိုပဲပြောနေတာပါပေါင်းနေတဲ့ပလိုင်းဆိုတာဝင်ငွေမရှိတာကိုပြောတာမဟုတ်ဘူးထိုင်းချုပ်နိုင်စွမ်းမရှိတာကိုဆိုလိုတာပါဘယ်တော့ပဲဖြင်းနေတိုးတက်မှုကိုပျက်စီးစေတဲ့အိတ်ကထက်ကအပေါက်တစ်ခုလိုပါပဲဒီတန်တဲ့ကဘယ်လိုလဲပတ်လဲကြည့်အောင်ပထမဆုံးပိုက်ဆံဝင်လာတယ်ပြီးတော့အဲ့ဒီပိုက်ဆံကတိုးတက်မှုစီကိုဥဒီမဲ့အစားနေရအနှက်မှာကျဲပြတ်သွားတယ်အဲ့တော့နောက်ဆုံးရလကရှောင်လဲလို့မရတော့ဘူးတနေ့ရမှာပဲရက်တန်းနေတာပေါ့ဒါကန်ဆိုတာမဟုတ်ပါဘူး
တခါဖြစ်နေတဲ့ချွေးရွေးနေတဲ့စစ်နှစ်တစ်ခုကြောင့်ပါဒါကလက်တွေ့ဘဝမှာဘလို့ခံစားရလဲဆိုတာပါပဲပစ္စည်းတစ်ခုဝဲလိုက်လို့ခဏတာပျော်ရွှင်သွားပြီးတော့မှမမျော်လင့်ထားတဲ့ငွေတောင်းခံလွှာတစ်ခုရောက်လာတဲ့အခါရင်းတယ်မှာစိုးရင်ထိတ်လန့်သွားတာမျိုးပေါ့ဒါဟာချက်ချင်းရရဲ့ကျေနပ်မှုကနေရေရှည်စိတ်ဖိစီးမှုစီကိုဥတည်နေတဲ့တန်တရားတစ်ခုဖြစ်ပြီးကိုယ်တိုင်ဒီဆောက်ခါတဲ့ငွေကြေးထောက်ချောက်တစ်ခုပါပဲ ဒါဆိုပေါင်းနေတဲ့ plan ကိုဘယ်လိုဖာထင်းမလဲအဖြေကအံ့ဩစရာကောက်လောက်အောင်ရွှင်ပေးမဲ့မယုံနိုင်လောက်အောင်စွမ်းအားကြီးပါပဲဒါကငွေကြေးလုံခြုံမှုအလုံးတိဆောက်ထားတဲ့အခြေခံအုံးမြစ်ပါပဲ အတိတ်ကရှုပ်ဝစ်ချက်ကဒီနှစ်ချက်မှာပဲရှိပါတယ်ချမ်းသာမှုမပိုင်းဆိုင်ခင်မှာချွေးတာမှုကိုလေ့ကျင့်မှာဒါကလေ့ကျင့်ခံမှာချမ်းသာမှုရလာတဲ့အခါမှာတော့စီခန့်ကိုလေ့ကျင့်မှာဒါကထိမ့်သိမ့်ခြင်းပါပဲဒါတွေကတိကျအတွေ့အခေါ်နှစ်ခုမဟုတ်ပါဘူးငွေချေးဆိုင်ရာတမတ်တိစစ်တဲ့တင်ကားပြတစ်ခုရဲ့မျက်နှာစာနှစ်ဖက်လိုပါပဲဒါဆိုဒီကြိုးစားအားထုတ်မှုအလုံးအတွက်အဆုံးစုံဆုလပ်ကပါထင်မလဲဒါကလူအများစုထင်ထားတာနဲ့တော့တူချင်မှတူပါလိမ့်မယ်ပိုက်ဆံပုံကြီးတကူတသက်တော့မဟုတ်ပါဘူးတကယ်ကြွယ်ဝချမ်းသာမှုဆိုတာပေါ်များခြင်းမဟုတ်ပဲစိတ်ရဲ့ငြိမ်းချမ်းခြင်းပါဒါဟာငွေတောင်းခံလွှာတွေအတွက်စိတ်မပူရဘဲနဲ့ညဘက်မှာအေးဆေးဆေးအိပ်ဆက်နိုင်စွမ်းပါဒါဟာငွေကြေးဆိုင်ရာစိုးရင်ဒုက္ခတွေရဲ့စူညံတန်ကိုလုံခြုံမှုရဲ့တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့လဲလှယ်လိုက်တာပါအဲ့ဒါကစီကံတရားကနေတဆင့်ရယူလို့ရတဲ့တကယ်လွတ်လပ်မှုပါပဲနောက်ဆုံးမှာတော့အရာအလုံးကဒီရွေးချယ်မှုအပေါ်မှာပဲမူတည်နေပါတယ်ဘာကိုတိစောက်နေရလဲတခြားသူတွေအထင်ကြီးလေးစားဖို့စမစ်ခုကိုလားဒါမှမဟုတ်ကိုယ့်ရဲ့အနာဂတ်ကိုကာကွယ်ဖို့ခံတဲ့ခုကိုလားအဲ့ဒီမိကိုရဲ့အဖြေကပဲအရာအလုံးကိုအတိတ်ပဲဖွင့်ဆိုပေးပါလိမ့်မယ်ဒီတစ်ခါအတူတကွဆွေးနွေးခွင့်ရတဲ့ကကျေးဇူးတင်ပါတယ်